မင်္ဂလာပါဒါတော့ verb form task လေးရဲ့ဒုတိယတစ်ပိုင်း part 2ဖြစ်ပါတယ်နံပါတ်9ကနေစပြီးနံပါတ်1ပေးထားပါတယ်ဒီမှာဆိုနံပါတ်9မှာ my brother has အဲ့တော့ keywords ကပါလဲသို့မဟုတ် signal word ဒီ HASS ဖြစ်ပါတယ်အဲ့တော့ HASS ကတော့ verb to have plus verb 3ဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာကျမတို့ဘာကိုရွေးမလဲဆိုရင်EATE ရဲ့ E10 လို့ခေါ်တဲ့ verb 3ကိုရွေးပါမယ်ကျန်တာလေးကိုပယ်ပါမယ်နံပါတ်10နံပါတ်10မှာ did ကြီးမေးခွန်းဖြစ်ပါတယ်နောက်တစ်ခုကဒီမှာ verb to do ပါဒါဆိုရင် did ဆိုတော့ verb to do ဖြစ်တဲ့ကြောင့်မို့ did plus verb 0ပဲဖြစ်ပါမယ်ဒါကြောင့်မို့အဖြေက CAL call ကိုရွေးပါမယ်ကျန်တာတွေကပယ်ပါတယ်နံပါတ်11 the Taj Mahal Taj Mahal so beautiful ဒီစာကြောင်းကြည့်လိုက်လို့ရှိရင် signal words တွေ keywords တွေဘာမှမတွေ့ရဘူးသို့တော့ verb ရဲ့အဲ့လိုမတွေ့ရဘူးဆိုရင် verb ရဲ့ပုံသဏ္ဍာန်တွေ form တွေကိုကျမတို့ဆက်ရမယ်ပေါ့နော် number 1 looks look ဒါဟာ form အနေနဲ့ပုံစံအနေနဲ့မှတ်ပါတယ် looking ဆိုလို့ရှိရင်တော့ verb ing ဖြစ်တဲ့အတွက်ကြောင့်မို့သူ့အရှိမ verb to be ဖြစ်ရမှာဒါကြောင့်မို့လို့ပယ်ပါတယ်နောက်တစ်ခုက perfect tense ဖြစ်ပါတယ် has plus verb 3ဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာက LOOKED ဖြစ်ရမှာပါဒါကြောင့်မို့ဒါကိုပယ်အဲ့တော့ကျွန်တော်တို့ရွေးချယ်စရာနှစ်ခုရှိတယ် looks နဲ့ look ဖြစ်ပါတယ် Taj Mahal ဒီတစ်ခုလေးဖြစ်တဲ့အတွက်ကြောင့်မို့အဖြစ်မှန်လေး LOOKS looks ဖြစ်ပါတယ်Number 12အတူတူပါပဲဒီစာကြောင်းမှာလည်းပဲ my teacher has an assignment လို့ပေးထားတယ်အဲ့တော့ဒီမှာဆိုရှင် basic နဲ့မှမပါဘူးဘာ keywords မှမပါဘူး verb form တွေတစ်ခါပြန်စစ်ပါမယ် GMV give form အနေနဲ့မှတ်ပါတယ် does given ဆိုတာတော့မှားပါတယ်မဖြစ်နိုင်ဘူးပေါ့နော် does plus give ဆိုရင်တော့မှန်တယ်နောက်တစ်ခုက is given ကကျတော့တကယ်လို့ပေါ့နော်ကလေးတဲ့အနေနဲ့တွေ့ရင်တော့ is plus verb ing ဖြစ်ရမယ်ဒါကတော့တနည်းတွေ့ရင်တော့ passive voice ဖြစ်ရမယ် passive voice အနေနဲ့ရေးထားပါတော့ဒီနေရာမှာကျွန်တော်တို့ passive voice မဟုတ်တဲ့အတွက်ကြောင့်မလို့ဒါကိုပယ်ပါတယ်အဲ့တော့ဖြစ်နိုင်တာက give နဲ့ has given ဒါပေမဲ့ my teacher လို့ခေါ်တဲ့ subject ကိုပြန်ကြည့်တဲ့အခါမှာတယောက်တည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ give ကိုလည်းပယ်တယ်အဖြေမှန်ကတော့ has given ဖြစ်ပါတယ် Number 13 the bird ငှက်ကလေးကချက်ပိန်နော်ငှက်ကလေးကအော်နေတယ်တကြည်ကြည်အော်နေတယ်ဒါဆိုလို့ရှိရင်ဒါက keyword အနေနဲ့ verb ing လို့ခေါ်တယ် verb 4ဖြစ်ပါတယ်ဒါဆိုရင်သူ့ရဲ့ရှေ့မှာဘာရှိရမှာလဲဆိုရင် verb to be ဖြစ်ရမှာပါ verb to be ဖြစ်ရမှာဖြစ်တဲ့ကြောင့်မို့ do ကိုဖယ်တယ် has ကိုဖယ်တယ် is နဲ့ are နဲ့ကျန်တယ် but subject ကိုပြင်ကြည့်တဲ့အခါမှာ the bird ကတကောင်နေဖြစ်တဲ့ကြောင့်မို့ကျမတို့ are ကိုလည်းပယ်တယ်အဖြေမှန်က ISS ဖြစ်ပါတယ် Number 14ကကျတော့လည်းပဲတူတူပါပဲ the children playing in the playground ဒီမှာ verb ing ဖြစ်တဲ့ကြောင့်မို့သူ့ရဲ့ရှေ့မှာ verb to be ဖြစ်ရပါမယ်အဲ့တော့ verb to be ဖြစ်ရမယ်တခြား past tense တွေပါလည်းမညွှန်းတဲ့အတွက်ကြောင့်မို့လို့present continuous ပဲဖြစ်မယ်ဒါကြောင့်မို့ verb to be မဟုတ်တဲ့ဒါတွေကိုပယ်တဲ့အခါမှာ subject က the children ဖြစ်တဲ့အတွက်ကြောင့်မို့ ISS ကိုဖယ်တယ်အဖြေမှန်က AIA ဖြစ်ပါမယ် Number 15 keywords သို့မဟုတ် signal words စီ well လို့ခေါ်တဲ့ modal verb ဖြစ်ပါတယ်ဒါဆိုလို့ရှိရင် modal verb plus verb 0ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီစာကြောင်းမှာလည်းပဲ go လို့ခေါ်တဲ့ verb 0ကိုပဲရွေးပါမယ်ကျန်တာတွေကိုပယ်လိုက်ပါမယ်နော် Number 16 the earth ကမ္ဘာမြေကြီးဟာ around the sun နေကိုလှည့်ပတ်နေတယ်ဒီမှာလည်းပါ keywords မှမပါဘူးပုံမှန်ပဲပြောတာဖြစ်တဲ့ကြောင့်မို့ဒါကတော့ရှင်းပါတယ်general truth လည်းဖြစ်တဲ့အတွက်ကြောင့်မို့the earth ကတခုလေးဖြစ်တဲ့အတွက်ကြောင့် MOVES လို့ခေါ်တဲ့ moves ကိုရွေးလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်part 2အနေနဲ့ပေါ့နော်ဒါလေးတွေကိုလေ့လာကြည့်ပေးပါကျေးဇူးအများကြီးတင်ပါတယ်